happening? Your baby was born in a call, which means it's still fully intact in the amniotic sac. We have to break the sac right away to get your baby breathing. Brad ကရေမွားအိတ်ကိုဖောက်ဖို့တကွဲရမှာတုံးတဲ့ဓာတ်ကိုတုံးခဲ့တယ်ပထမအချိန်မှာမိခင်ဖြစ်သူကမြင်လိုက်ရတဲ့အရာကြောင့်လန့်သွားခဲ့တာပါသူမရဲ့အမေကစိတ်အေးအောင်နှစ်သိမ့်ပေးရင်းဒါဟာရေမွားရည်တွေပဲဖြစ်တယ်လို့ရှင်းပြခဲ့တယ် Brad ကကလေးကိုအောင်မြင်မွေးဖွားပေးနိုင်ခဲ့ပေမဲ့မကောင်းတဲ့သတင်းကတော့ Violet ကအရေးပေါ်တက်တာကိုစစ်ဆေးလိုက်တဲ့အခါမတိုင်မီကအဖွဲဟာတားဖွားမရဲ့ဆိုင်ရာပစ္စည်းတွေကိုပြန်မဖြည့်ထားခဲ့ဘူးဆိုတာသိလိုက်ရတာပါပဲအခြေခံအကျဆုံးဖြစ်တဲ့စုပ်ထုတ်ကရိယာဒါမှမဟုတ်တွေးတာကညက်တောင်မရှိကြပါဘူးဒါကြောင့် Brad အနေနဲ့ရေမွားရည်တွေကိုဖယ်ရှားဖို့စီရင်ကြီးကိုသုံးယုံတွေးတာကျိုးနဲ့ချက်ကျိုးကိုစီနောင်ယုံမှအပအခြားရွေးချယ်စရာမရှိခဲ့ပါဘူး We're gonna get this little girl to med as fast as we can. The next ambulance is gonna take you there too, okay? All right. Brad နဲ့ Violet တို့ဟာကလေးကိုဆေးရုံစီအမြန်ပို့ဆောင်ခဲ့ကြတယ်ဒါပေမဲ့လူနာတင်ရင်စီးနှင်းစင်မှာကလေးရဲ့အသက်ရှူနှုန်းကအားနည်းနေခဲ့ပါတယ်ဆရာဝန်တွေလက်ထက်ကလေးကိုလွှဲပြောင်းပေးခဲ့ပြီးတဲ့နောက်သူတို့ဆေးရုံကနေထွက်ခွာခဲ့ကြတယ်နောက်တစ်နေ့မှာနောက်ထပ်လူနာတစ်ယောက်ကိုဆေးရုံပို့ဆောင်ပေးခဲ့ရမှာဘာဟာသူတို့မနေ့ကခေါ်ဆောင်လာခဲ့တဲ့ကလေးလေးအသက်ရှင်နေစေဖြစ်ပြီးအလွန်ကောင်းမွန်စွာပြန်လည်ကောင်းမွန်လာနေတယ်ဆိုတာ NASA ပြုစုသူထံမှသိရှိခဲ့ရတယ်ကလေးနဲ့သူမရဲ့မိခင်ဟာတောက်ဖွားဆောင်မှာအနားယူနေကြတာပါ Brad က Violet ကိုတက်ကြွစွာပဲခေါ်ဆောင်ပြီးသူတို့စီတွားရောက်ကြည့်ရှုခဲ့ကြတယ် What are you doing here? We were just so happy to hear that your little girl was doing well. We wanted to pay a visit. Is that okay? Sure. Oh, she looks great. Oh, she's so beautiful. What's her name? Been given her one yet? Brad နဲ့ Violet တို့ဟာ Amber ဟာမိခင်တယောက်ဖြစ်လာဖို့ပြင်ဆင်မထားသေးဘူးဆိုတာသိရှိနိုင်ခဲ့ကြတယ် Amber ကသူတို့လာရောက်ကြည့်ရှုပေးတာကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ် Amber ကိုနှုတ်ဆက်ပြီးတဲ့နောက်သူတို့ဆေးရုံကနေထွက်ခွာခဲ့ကြတယ် Brad နဲ့ Violet တို့မိသက်စခန်းစီပြန်ရောက်ပြီးမကြာမီမှာပဲကလေးစုပ်ပြစ်တက်တာအချက်ပေးတန်ရုတ်တရက်မြည်လာခဲ့တယ်မိသက်သမားတွေချက်ချင်းအပြေးလွှားရောက်ရှိလာကြတယ်သူတို့တက်တာကိုဖွင့်လိုက်တဲ့အခါအထဲမှာကလေးတစ်ယောက်ကိုတွေ့ရှိခဲ့တယ်ကလေးကကျန်းမာရေးကောင်းမွန်နေပါတယ် Violet, this is the baby that we rescued at the uncalled birth. This is Amber's little girl.